ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်တို့ခုဒီထိပ်သီး3လုံး468ထောင်တာနော်ထိပ်သီး3လုံး468ထောင်တာ4ထိပ်6ထိပ်8ထိပ်နော်ထိပ်သီး3လုံး468ထောင်တာ3ကပ်ပဲရှိရနော်486မရဘူးနော်468နှစ်ပေါက်တိုးသွားမှာ4ထိပ်နှစ်ပေါက်တိုး6ထိပ်နှစ်ပေါက်တိုး8ထိပ်နော်အဲ့တော့468နော်စုံနှစ်ပေါက်တိုးနော်4ထိပ်6ထိပ်8ထိပ်နော်သူပတ်လည်းမရဘူးတဲ့ပဲနော်468တဲ့ထောင်းတာ468တဲ့ထောင်းတာဒီမှာတစ်ခါရှိရနော်အဲ့468လို့ထောင်းရတာ ਨੇ သူစောင်းမှာ2ထိပ်နော်နောက်တစ်ခါကဒီမှာရှိမယ်နောက်တစ်ခါကသူနှစ်ခက်ရက်ပဲနော်နောက်နှစ်မှာသူက468လို့တဲ့ထောင်းတာနော်4ထိပ်6ထိပ်8ထိပ်နော်468လို့တဲ့ထောင်းလိုက်တာ ਨੇ သူက2ထိပ်ပြီးတော့3ထိပ်လာနော်3ထိပ်နောက်တစ်ခုကနောက်တစ်ခါကဒီမှာရှိတယ်နော်468ထောင်းတာ4ထိပ်6ထိပ်8ထိပ်နော်အဲ့ဒီ468တဲထောင်းတာ3ကတ်နော်ဒါနဲ့ပထမကတ်မှာ2ထိပ်ဒုတိယကတ်မှာ3ထိပ်ခုတတိယကတ်မှာ4ထိပ်နော်468လို့ထောင်းလိုက်တာ ਨੇ အဲ့တော့ပြောချင်တာပါလဲဆိုတော့သူကဒီ468ထောင်းနေတဲ့နော်ဒီကလင်နာတစ်ချက်လုံးမှာဒီ3ခုပဲရှိတယ်3ကတ်ပဲရှိရနော်468ထောင်းနဲ့2ထိပ်ထွက်တယ်နော်နှစ်ထိပ်သူဆောင်မှာအဲ့လိုထောင်းလိုက်တာနဲ့ပြိုင်နေတယ်အဲ့ဒီ468က18ဖြစ်တဲ့အတွက်အဲ့468ထောင်းထားတဲ့နှစ်ထဲက18ပရိကဏန်းတစ်ကွက်တဲ့နော်10ပရိကဏန်းတစ်ကွက်468က18ဖြစ်လို့အဲ့ဒီ468ထောင်းထားတဲ့နှစ်ထဲက10ပရိကဏန်းတစ်ကွက်ကတဲ့သူ့ရဲ့တစ်နှစ်2နှစ်ကျော်လိုက်ထွက်တယ်နော်သူ့ရဲ့2နှစ်ကျော်လိုက်ထွက်ပေးတယ်နော်ဒုတိယကမှလည်းအဲ့တိုင်းပဲနော်468ထောင်းနဲ့နှစ်ထိပ်ပြီးတော့3ထိပ်ထောက်ထားနော်အဲ့468ကတဲ့468ပေါင်းခြင်း18ဖြစ်တဲ့အတွက်အဲ့နှစ်ထဲက10ပရိကဏန်းတစ်ခွက်ကနော်ဒီမှာအဲ့နှစ်ထဲက10ပရိကဏန်း9နှစ်ခွန်ဆိုတဲ့ကဏန်းသူ့က2နှစ်ကျော်တစ်နှစ်2နှစ်ကျော်ကိုလိုက်ပေါက်ပေးရတယ်နော်ဒီမှာလိုက်ပေါက်ပေးတယ်နော်ဟုတ်အဲ့ဒါဆိုရင်ခုဒီမှာသူက468ထောင်းထားတယ်ပြီးရင်4ထိပ်လာပြီနော်အဲ့ကြောင့်အဲ့468က10ဖြစ်တဲ့အတွက်တဲ့အဲ့ဒီနှစ်ထဲက2023နဲ့ကနော်ဒီ2023နဲ့က468ထောင်းထားတာ10ဖြစ်တဲ့အတွက်အဲ့468ထောင်းထားတဲ့နှစ်ထဲကကဏန်း10ပရိကဏန်းတစ်ခွက်နော်10ပရိကဏန်းဒီမှာတစ်ခွက်ရှိတယ်နောက်ဒီမှာ10ပရိကဏန်းဒီမှာတစ်ခွက်ရှိမယ်နော်နောက်10ပရိကဏန်းဒီမှာတစ်ခွက်ရှိမယ်နော်10ပရိကဏန်း3ခွက်ရှိတယ်နော်အဲ့နှစ်ထဲမှာ10ပရိကဏန်းဒီမှာတစ်ခွက်ရှိတယ်နောက်ဒီမှာတစ်ခွက်ရှိတယ်နောက်ဒီမှာတစ်ခွက်ရှိတယ်နော်10ပရိကဏန်းတစ်ခွက်ကသူကနေတစ်နှစ်2နှစ်ကျော်ဒီနှစ်ထဲကိုလိုက်ပေါက်ပေးရမှာနော်ဒီနှစ်ထဲကို10ပရိကဏန်းတစ်ခွက်လိုက်ပေါက်ပေးရမှာဟုတ်ပြီအဲ့ဒါဆိုရင်10ပရိကဏန်းတစ်ခွက်လိုက်ပေါက်ရမယ်လို့မှတ်ထားနော်ပထမကတ်ကိုပြန်သွားမယ်နော်ဘယ်အချိန်မှာပေါက်မလဲဆိုတော့ပြတော့မယ်နော်အဲ့ဒီ468ထောင်လို့တဲ့468ထောင်တဲ့အတွက်သူကအဲ့468ထောင်ပြီးတော့နောက်နှစ်ထဲမှာ928ဆိုတဲ့ကဏ္ဍတစ်ခွက်လိုက်ထွက်တယ်နော်နောက်နှစ်မှာ928ဆိုတဲ့ကဏ္ဍတစ်ခွက်သူကလိုက်ထွက်ပေးတယ်တစ်နှစ်ကျော်ပေါ့နော်တစ်နှစ်ကျော်နော်ဒီ468လို့ထောင်းထားတဲ့အတွက်သူ့အဲ့468ကနေတစ်နှစ်ကျော်မှာ928ဆိုတဲ့ကဏ္ဍတစ်ခွက်ကလိုက်ထွက်ပေးရတယ်နော်928ကဏ္ဍ928ဆိုတဲ့ကဏ္ဍတစ်ခွက်လိုက်ထွက်တယ်အဲ့ဒီ928ဆိုတဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့သူက break 14နော် break 14အဲ့ break 14ကနေ1 2 3မိနစ်လိုက်လို့ရှိရင်4ခါပေါ့နော် break 4က4ခါလို့ထောက်ပြီးကမှအဲ့928ဆိုတဲ့ကဏ္ဍထွက်တာနော် break 4က4ခါလို့ထောက်ပြီးတော့မှ928ကဏ္ဍထွက်တာအဲ့ဒီbreak 4က4ခါလို့ထောက်တယ်ထောက်ပြီးရင်928ကဏ္ဍထွက်တယ်ထွက်ပြီးရင်အဲ့4ခါတည်တဲ့သူ့ရဲ့နောက်နှစ်မှာနောက်ပေါင်း4လို့စပေါ်တာကိုကြည့်မှာနော်နောက်ပေါင်း4စပေါ်မှာအဲ့နောက်ပေါင်း4လို့စပေါ်လို့ရှိရင် तू က6ခါရဲ့အောက်မှာပဲနောက်ပေါင်း4ပေါ်တယ်နော်6ခါရဲ့အောက်မှာပဲနောက်ပေါင်း4ပေါ်တယ်အဲ့ဒီ6ခါတည်အဲ့နှစ်ထဲမှာပထမဆုံးချိန်ထွက်ထားတဲ့6ခါဖြစ်ရမယ်နော်အဲ့ပထမဆုံးချိန်ထွက်ထားတဲ့6ခါရဲ့အောက်မှာပဲခုနကတော့ဒီ break လေးကို4ခါရဲ့အောက်မှာ8နှစ်5ပေါ်လို့အဲ့4ခါတည်တဲ့နောက်နှစ်မှာနောက်ပေါင်း4လို့စကြတာ ਨੇ နော်6ထိပ်စီးနဲ့ကြတယ်နော်အဲ့နောက်ပေါင်း4ဒီ6ခါပထမဆုံးပေါ်တဲ့6ခါရဲ့အောက်မှာပဲနောက်ပေါင်း4ကြတယ်နောက်ပေါင်း4ကြတဲ့အချိန်မှာ6ထိပ်စီးနဲ့နောက်ပေါင်း4နဲ့ break 20နော်အဲ့ break 20လို့ကြပြီးကမှအဲ့ break 8ကဏ္ဍအဲ့ break 20အောက်မှာအဲ့ break 8ကဏ္ဍအဲ့468ထောင်းထားတဲ့နှစ်ထဲက break 8ကဏ္ဍနော်အဲ့ကဏ္ဍဒီမှာလာထွက်တာနော်အဲ့ဒုတိယကမှလည်းပဲအဲ့တိုင်းပဲတဲ့နော်468ဒီမှာထောင်းထားပြီ468ထောင်းထားရတော့သူ့ကတစ်နှစ်ကျော်မှာတဲ့
825ဆိုတဲ့ကဏ္ဍတစ်ခုလိုက်ထွက်တယ်တဲ့နော်825ဆိုတဲ့ကဏ္ဍလိုက်အဲ့825ဆိုတဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့သူကဘရိတ်3နော်ပထမကမှာဘရိတ်4နော်ဘရိတ်4သူ့ပေါ်တပင်2ပင်3မိတက်လိုက်ရင်4ခါပထမကမှာဒုတိယကမှာဘရိတ်3ကိုတပင်2ပင်3မိပဲမှာ3ခါလို့ကြာပြီးရတယ်အဲ့အောင်မှာ825ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်နော်အဲ့825ဆိုတဲ့ကဏ္ဍလိုက်ထွက်ပြီးတော့အဲ့ဒီ3ခါတည်တဲ့ဘရိတ်3ဒီ3ခါနော်အဲ့ဒီ3ခါရဲ့အောက်မှာ825လိုက်ထွက်တာလိုက်ထွက်ပြီးအဲ့3ခါတည်တဲ့သူ့ရဲ့နောက်နှစ်မှာနောက်ပေါင်း3လို့စပေါ်တာကိုကျွန်တော်တို့ကကြည့်မှာနောက်ပေါင်း3နော်အဲ့မှာနောက်ပေါင်း3လို့စပေါ်တဲ့အချိန်မှာသူကဒီမှာနောက်ပေါင်း3ပေါ်ပြီအဲ့ပေါ်တဲ့အချိန်မှာလည်းသူက6ခါရဲ့အောက်မှာပဲပေါ်တယ်ပထမကတ်မှာတော့လည်းပဲနောက်ပေါင်း4စပေါ်တဲ့အချိန်မှာ6ခါရဲ့အောက်မှာပဲပေါ်တယ်အဲ့ဒီ6ခါဒီအဲ့နှစ်ထဲမှာပထမဆုံးအချိန်ပေါ်တဲ့6ခါဖြစ်ရနော်ဒီမှာလည်းပဲနောက်ပေါင်း3ပေါ်တဲ့အချိန်မှာ6ခါရဲ့အောက်မှာပဲနောက်ပေါင်း3စပေါ်တယ်ပေါ်တဲ့အချိန်မှာအဲ့6ဒီလည်းပဲအဲ့နှစ်ထဲမှာပထမဆုံးချိန်ထိုင်တဲ့6ခါဖြစ်ရမယ်နော်အဲ့ဒီချိန်မှာသူကနောက်ပေါင်း4ပေါ်တဲ့အချိန်မှာ6ထိပ်နဲ့ပေါ်လာတယ်အခုနောက်ပေါင်း3ပေါ်တဲ့အချိန်မှာခွန်ထိပ်နဲ့ပေါ်တယ်နော်ခွန်ထိပ်နဲ့ပေါ်ပြီးကမှအဲ့အောင်မှာသူကနောက်ပေါင်း4ကို6ထိပ်နဲ့ဆိုတော့ဘူးကြီးပရိတ်ပေါ့နော်နောက်ပေါင်း3ကိုခွန်ထိပ်နဲ့ဆိုတော့လည်းပဲဘူးပရိတ်ပဲအဲ့အောင်မှာအဲ့8ပရိတ်ကနန်းအဲ့468နော်468ထောင်းထားတဲ့အတွက်အဲ့နှစ်တည်းက8ပရိတ်ကနန်း9နှစ်ခုဆိုတဲ့ကနန်းအဲ့မှာလိုက်ပေါ်တာနော်ဟုတ်ပြီဒါဆိုရင်အခုတတိယကဒီမှာသူက468ကြောင်းနဲ့ထောင်းထားတဲ့အတွက်အဲ့နှစ်တည်းက8ပရိတ်ကနန်းဒီမှာပေါ်တော့မယ်နော်သူပေါ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ468ကြောင်းနဲ့သူ့ရဲ့တစ်နှစ်ကျော်မှာ825ဆိုတဲ့ကဏ္ဍသူကလိုက်ထွက်တယ်နော်သူလိုက်ထွက်တယ်အဲ့825ဆိုတဲ့ကဏ္ဍလိုက်ထွက်တော့မယ်ဆိုရင်ပထမကမ္ဘာတော့ဗရိတ်4ခါရဲ့အောက်မှာဒုတိယကမ္ဘာဗရိတ်3ခါလို့ထိုင်းပြီးမှသူ့အောက်မှာပေါ်တာအခုတတိယကကြတော့4ကိုတစ်ပေါက်လျှော့တော့3တစ်ပေါက်လျှော့တော့ဒီမှာ2ဗရိတ်သူ့1 2 3မိနစ်လိုက်အဲ့2ဗရိတ်က2ခါလို့ထိုင်းပြီးကမှအဲ့825ဆိုတဲ့ကဏ္ဍပေါ်တာဟုတ်ပြီနော်အဲ့825ဆိုကဏ္ဍပေါ်တဲ့အချိန်မှာ2ခါလို့ထိုင်းပြီးမှဗရိတ်2က2ခါလို့ထိုင်းပြီးမှ825ပေါ်တယ်အဲ့ဒီ2ခါကြောင်းနဲ့နောက်နှစ်မှာနောက်ပေါင်း2လို့စထွက်ခဲ့ရင်တဲ့သူကနောက်ပေါင်း2စပေါ်ခဲ့ရင်အဲ့6ခါရဲ့အောက်မှာပဲပေါ်တယ်နော်ပထမကတ်ဒီမှာလည်းဒီတိုင်းပဲနော်6ခါရဲ့အောက်မှာပဲနောက်ပေါင်း4စပေါ်တယ်အဲ့6ခါဒီပထမဆုံးချိန်ထွက်တဲ့6ခါဖြစ်ရမယ်ဒုတိယနောက်ပေါင်း4ပြီးတော့နောက်ပေါင်း3ပေါ်တဲ့အချိန်မှာလည်းပဲ6ခါရဲ့အောက်မှာပဲပေါ်တယ်အဲ့6ခါဒီအဲ့နှစ်ထဲမှာပထမဆုံးထိုင်တဲ့6ခါဖြစ်ရမယ်နောက်ပေါင်း4နောက်ပေါင်း3အခုနောက်ပေါင်း2ပေါ်တဲ့အချိန်မှာလည်းသူက6ခါရဲ့အောက်မှာပဲပေါ်ခဲ့တာเนาะအဲ့6ခါဒီလည်းအဲ့နှစ်ထဲမှာပထမဆုံးချိန်ပေါ်တဲ့6ခါဖြစ်ရမယ်အဲ့တော့ပထမကတ်မှာနောက်ပေါင်း4ပေါ်တဲ့အချိန်မှာ6ထိပ်စီးနဲ့ပေါ်တယ်ဒုတိယကတ်မှာနောက်ပေါင်း3ပေါ်တဲ့အချိန်မှာ9ထိပ်စီးနဲ့ပေါ်တယ်အခုတတိယကတ်နောက်ပေါင်း2ပေါ်တဲ့အချိန်မှာ8ထိပ်စီးနဲ့ပေါ်တယ်အဲ့တော့20ဗရိတ်เนาะနောက်ပေါင်း2နဲ့20ဗရိတ်เนาะပထမကတ်မှာနောက်ပေါင်း4နဲ့20ဗရိတ်နောက်ပေါင်း3နဲ့20ဗရိတ်အခုတတိယကတ်မှာနောက်ပေါင်း2နဲ့20ဗရိတ်เนาะအဲ့20ဗရိတ်ကအောက်မှာကျွန်တော်တို့အခု10ဗရိတ်ကနန်းဒီ468ထောင်းထားတဲ့အတွက်အဲ့နှစ်ထဲက10ဗရိတ်ကနန်းတစ်ခွက်ကိုဒီမှာကစားမယ်เนาะဟုတ်ပြီအဲ့တော့အဲ့10ဗရိတ်ကနန်းဒီဘယ်ကနန်းဖြစ်မလဲတစ်ချက်ကြည့်မယ်เนาะအဲ့တော့သူကဟုတ်ပြီ6ထိပ်စီးအောက်မှာနောက်ပေါင်းလေးနဲ့ဗရိတ်20ပေါ်ပြီးတော့သူ့အောက်မှာ10ဗရိတ်ကနန်းအဲ့10ဗရိတ်ကနန်းဒီ468ထောင်းထားတဲ့အတွက်အဲ့နှစ်ထဲက10ဗရိတ်ကနန်းကိုပေါ်ခဲ့တာသူကเนาะအဲ့10ဗရိတ်ကနန်းပေါ်တော့မယ်ဆိုရင်6ထိပ်စီးနဲ့နောက်ပေါင်းလေးဘူဗရိတ်ကအောက်မှာပေါ်တာအဲ့တော့အဲ့6ထိပ်စီးရတဲ့6ကပါဝါ1ခါနဲ့ရှေ့ပေါင်း30နဲ့เนาะ6ပါဝါ1ခါနဲ့ရှေ့ပေါင်း30နဲ့เนาะအဲ့ကဏ္ဍဒီသူ့ရဲ့468နှစ်ထဲက10ဗရိတ်ကဏ္ဍဖြစ်ရမယ်468ထောင်းထားတဲ့နှစ်ထဲက10ဗရိတ်ကဏ္ဍเนาะဒုတိယကမှလည်းအဲ့တိုင်းပဲတဲ့ဘူဗရိတ်နောက်ပေါင်း4ရဲ့ဘူဗရိတ်ကအောက်မှာ10ဗရိတ်နောက်ပေါင်း3ဘူဗရိတ်ကအောက်မှာ10ဗရိတ်ပေါ်တဲ့အချိန်မှာသူက6ထိပ်ကပါဝါ1ခါ9ထိပ်ကပါဝါ2ခါနဲ့ရှေ့ပေါင်း30ရှေ့ပေါင်း9ဖြစ်သွားပြီเนาะအရှေ့ပေါင်း9နဲ့ကဏ္ဍအဲ့ကဏ္ဍဒီအဲ့ဒီ468ထောင်းထားတဲ့နှစ်ထဲက468ထောင်းထားတဲ့နှစ်ထဲကဗရိတ်8ကဏ္ဍဖြစ်ရမှာเนาะဟုတ်ပြီဒါဆိုအခုတတိယကတ်မှာလည်းဒီတိုင်းပဲသူကနောက်ပေါင်း2နဲ့ဘူဗရိတ်ကြပြီရတယ်သူကပထမကမှာ6ပါဝါ1ခါနဲ့ဒုတိယကမှာ9ပါဝါ2ခါနဲ့အခုတတိယကမှာ10ပါဝါ3ခါနဲ့ရှေ့ပေါင်း8ဆိုလို့ရှိရင်ကျွန်တော်တို့က930ကိုအဓိကထားမယ်เนาะဒီမှာ3ခါနဲ့ယူရင်8ခု3နဲ့ထွက်လို့ရတယ်เนาะအဲ့တော့930အဓိက main เนาะ10ပါဝါ3နဲ့ရှေ့ပေါင်း8ပထမကမှာ10ပါဝါ3ပထမကမှာရှေ့ပေါင်း9ရှေ့ပေါင်း30ဒုတိယကမှာရှေ့ပေါင်း9ဦးတတိယကမှာရှေ့ပေါင်း8เนาะအဲ့တော့10ပါဝါ3နဲ့ရှေ့ပေါင်း8နဲ့ပြည်ကဏ္ဍဆိုလို့ရင်ဒီ468နှစ်ထဲမှာဒီကဏ္ဍပေါ့နော်အဲ့ဒီကဏ္ဍရဲ့ဘေးမှာလည်းသူကဘာထောက်ထားအောင်လဲဆို4ထိပ်ထောက်ရမယ်အဲ့4ထိပ်ကအောက်တပွဲကျော်မှာ8ထိပ်8ခါထောက်ပြီးမှအဲ့8ခါ10ပရိတ်ဆိုတဲ့ကဏ္ဍလာထွက်ပေးရတာဒီမှာနော်ဒီမှာဒုတိယကမှလည်းအဲ့တိုင်းပဲပထမကမှလည်းသူဒီတိုင်းမစလာတယ်နော်ကိုရှိတစ်ကကြာတယ်မဆိုရင်သူ့ဘေးမှာ4ထိပ်တဲ့အဲ့4ထိပ်က
အောက်တပွဲကျော်မှာရှစ်ခါအဲ့ရှစ်ခါမှာရှစ်ပရိတ်လို့တက်ပြီးမှအိုက်ကနန်းဒီဒီဘူးပရိတ်ကအောင်မလားရွှေ့တာနော်ဒုတိယကမှလည်းအဲ့တိုင်းပဲနှစ်ခုကိုရွှေ့တော့မယ်ဆိုရင်လည်းသူဘေးမှာ၄ထိပ်အဲ့၄ထိပ်ကအောက်တပွဲကျော်မှာရှစ်ခါအဲ့ရှစ်ခါရှစ်ပရိတ်လို့ထောက်ပြီးကမှအိုက်ကနန်းဒီသူနှစ်ကျော်ကိုလာရွှေ့တာဘူးပရိတ်နောက်ပေါင်း၄ပရိတ်20အောက်ကိုရွှေ့တာနောက်ပေါင်း3ပရိတ်20အောက်ကိုရွှေ့တာအခုသူကနောက်ပေါင်း2ပရိတ်20အောက်ကိုရွှေ့မှာသူရွှေ့မဲ့ကနန်းလေးလေသူ့ဘေးမှာ၄ခါ၄ထိပ်တဲ့အောက်တပွဲကျော်မှာ၈ခါ8ပရိတ်လို့ထောက်ပြီးကမှသူကဒီမှာလာရွှေ့ရမှာနော်အဲ့တော့ကျွန်တော်ကပြောချင်တာဒီပွဲမှာပရိတ်ရှစ်3ခွက်ရှိတယ်2023နေရပရိတ်ရှစ်3ခွက်ရှိတယ်အဲ့ပရိတ်ရှစ်3ခွက်ထဲကနေမှသူက8ပါဝါ3ခါနဲ့ဝင်မယ်ဆိုရင်เนาะပထမကတ်ဒီမှာတော့သူကပထမကတ်မှာသူက6ထိပ်နဲ့လာတာဖြစ်တဲ့အတွက်6ပါဝါ1ခါနဲ့လာတာရှေ့ပေါင်း30ခွန်ထိပ်နဲ့လာဖြစ်တဲ့ခွန်ပါဝါ2နဲ့ရှေ့ပေါင်း9အခုတတိယကကျတော့8ထိပ်လာတဲ့အတွက်8ကပါဝါ3ထိပ်နဲ့ရှေ့ပေါင်း8ဆိုဒီကနန်းအဓိကမိန်เนาะ930အဓိကမိန်เนาะ3ခါနဲ့ပဲအဓိကထားထိုးပေါ့ဗျာเนาะ3ခါနဲ့အဓိကထားထိုးပြီးတော့မှသူက83ခွန်ဆိုတဲ့ကနန်းเนาะဒီကနန်းနှစ်ကွက်930နဲ့83ခွန်ဆိုတဲ့ကနန်းနှစ်ကွက်3ခါနဲ့930 335 83ခွန်38ဆိုအဲ့လိုထိုးလိုက်ပေါ့เนาะအဓိကမင်းကတော့930เนาะဟုတ်ကဲ့အားလုံးပဲเนาะဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ဗျာเนาะအားလုံးပဲခုတ်လက်ပါ